အားလုံးဝဲမင်္ဂလာပါရှင်အမဒီဗီဒီယိုလေးကအမတို့ဒီဇိုင်းကြောင်းတော့ပြီးသွားတယ်ကြောင်းတော့ပြီးသွားတယ်ဒါပေမဲ့ဒီဇိုင်းမထုတ်တတ်ဘူးဆိုတဲ့လူငယ်တွေအတွက်ကိုအမအချိန်ကုန်ခံပြီးတော့ပြောပြပေးတဲ့ဗီဒီယိုလေးဖြစ်ပါတယ်ဒီဟာလေးကအမလေးဒီဟာကအမတို့မန္တလေးမှာအစာကြီးကွန်ဒိုဆိုတာကြားဘူးတက်လာမသိဘူးအဲ့ဒီဇိုင်းဆွဲတဲ့အချိန်အမကစဉ်းစားပြီးဘယ်လိုဆွဲလဲပေါ့နော် client ရောကရမယ့်နေရာဘာတွေလဲဆိုတဲ့ဟာကိုအမဗီဒီယိုလေးကိုအမဖြည်းဖြည်းလေးရှင်းပြပေးမယ်အမလေးအရှိဗီဒီယိုတွေကအမကပြောတာတအားမြန်ပြီးတော့တစ်ခုလုံးပြပြချင်တော့ဒါမှတကယ်နားထောင်တဲ့ကလေးတွေကတအားရှုပ်သွားပြီးတော့နားမလဲကြဘူးပေါ့အကျိုးမရှိဘူးပေါ့အချိန်ကုန်ပြီးတော့အဲကြောင့်အမကဒီဗီဒီယိုလေးကို okay အမ step by step ဖြည်းဖြည်းစီအမသင်ပေးမယ်ဒီဟာလေးကအမလေးဒီအမကုမ္ပဏီမှာလာလုပ်တဲ့ကလေးမလေးတယောက်ပေါ့နော်အဲ assistant architect interior designer ပေါ့နော်အဲ့ညီမလေးက diploma ပြီးသွားပြီဒါပေမဲ့သူ့ကိုအမကလေဒီပေါ့နော်ကွန်ဒိုတစ်ခုကိုသွားပြီးတော့ပေါ့နော်ဘာတွေပါလဲကြည့် design ထုတ်ခိုင်းတော့သူကဘာဆွဲလို့ဆွဲရမှမသိဘူးသူကပထမတော့မပြောဘူးတနေ့ကုန်သွားတယ်ဒုတိယနဲ့မှသူကပြောတယ်ပေါ့အဲ့ဒါဆိုရင်အမကokay အမက basic အနေနဲ့သူ့ကိုသင်နဲ့တခါတည်းဒီမှာလဲ record လုပ်ပြီးတော့အမတခါတည်းupload လုပ်ပြီးမှပြောပြီးတော့စဉ်းစားလိုက်တယ်ပေါ့နော်သူကကွန်ဒိုမှာအမတို့ကသူက common toilet တွေပါတယ် kitchen တွေပါတယ်အမတို့နောက်တစ်ခါကျ master bedroom မှာ attached bathroom တွေပါတယ်ပါတယ်ပေါ့နော်ဒီဟာလေးကအမ project အဟောင်းလေးပါ2023လောက project လေးအဲ့ဒါဆိုရင်အမပထမဆုံးအညီမလေးကိုဒီ project file လေးကို share လုပ်ပေးတယ်ပထမဆုံး project အသစ် design မထုတ်ခင်မှာ chapter အနေနဲ့ပထမဆုံးလုပ်ရမှာပေါ့နော်အမတို့ဒီ software ကျွမ်းကျင်အောင်နောက်တစ်ခုက designer တွေ architect တွေကဘယ်လိုစဉ်းစားပြီးဆွဲတယ်လဲဆိုတဲ့ဟာကိုအရင်ဆုံးလေ့လာရပါတယ်နော်ကိုကပထမဆုံးဒီ proportional ဒီ field ရသွားမယ်ဆိုရင်အမတို့ကဘာတွေလုပ်ရမလဲဆိုတဲ့ဟာလဲဒီဗီဒီယိုမှာတခါတည်းနားတော့ဖြစ်ပါတယ်။ Okay ပထမဆုံးညီမလေးတို့ကဒီ file ကိုလိုချင်တယ်ဆိုလဲအမ share လုပ်ပေးမယ်ပေါ့နော်။အမကိုmessage မှာဖြစ်ပေါ့နော်။ဒါတိုင်း message ဖြစ်အမကို message ပို့ပြီးတော့တောင်းနိုင်ပါတယ်နော်။ဒီ file လေးအမ share လုပ်ပေးမယ်။သူပထမဆုံးအမတို့က project တစ်ခုဆွဲမယ်ဆိုရင် client တော့ခိုင်းရမှာသူနဲ့တွားပြီးစကားပြောရရင်ဘာတွေပါမလဲဆိုတဲ့ဟာကိုအမတို့list လေးလုပ်ရတယ်ပေါ့နော်။သူကပထမဆုံးသူက master bedroom ပါမယ်ဆိုပြောတယ် kitchen ကတော့ပါပြီးသား living room ထက်မယ် single bedroom နှစ်ခုထားမယ်သူရဲ့သားနဲ့သမီးကနိုင်ငံခြားမှာကြောင်းတက်နေတဲ့တခါတလေလာပြီးဆိုရင်နေလို့ရအောင်လို့ပြောပြီးတော့ single bedroom ကိုနှစ်ခုထားမယ်သူကဖြစ်သွားရောအဲ့ဒါဆိုရင်အမပထမဆုံး okay သူတို့နဲ့စကားပြောချင်တဲ့အကြာကြီးတခါတလေတနေ့ကုန်လန်းကြာသွားတယ်သူတို့ကလေသူတို့လူချင်တဲ့ဟာတွေကိုပြောတယ်အဲ့ဆိုရင်အမစဉ်းစားလိုက်တယ် okayသူကပထမဆုံးဒီအမဒီကွန်ဒိုတစ်ခုသွားကြည့်တဲ့အချိန်သူမပါတဲ့ဟာတွေကိုအမ loose furniture တွေအကုန်လုံးဖြတ်လိုက်မယ်ဘာတွေပါလဲဆိုတဲ့ဟာကိုပထမဆုံးအမ confirm မဖြစ်ခင်ပေါ့နော်ကာလာကအမပထမဆုံးဘယ်လိုစဉ်းစားလိုက်တယ်နောက်ဆုံးသူတို့တွေကဘာပြန်ပြောလဲဘာလို့ပြန်ပြင်လဲဆိုတဲ့ဟာကို step by step အမဒီဗီဒီယိုထဲမှာမပေးနိုင်ဘူးနောက်ဗီဒီယိုမှာထပ်ပြီးတော့ပြပြပေးမယ်ပေါ့နော်အဓိကအမဗီဒီယိုကြည့်ခြင်းအဖြစ်အကျိုးရှိလိမ့်မယ်လို့မျှော်လင့်နေပေါ့နော်ဒါအချင်းကုန်ခံပြီးတော့အမအောင်ပြပြချင်ပါဦးเนาะโอเคပထမဆုံးအမကဒါလေးအကုန်ဖြတ်လိုက်ပြီးတော့သူက kitchen ကပါမယ် kitchen counter သူကအမတို့ကတချို့တွေက client တွေကဒါတွေသူတို့ငကိုပါပြီးသား wall တွေအစား demolition လုပ်ပြီးတော့ပြန်ပြင်ကြတယ်ဒါပေမဲ့ဒီက M&E pipeline တွေရှိတယ်သူက common toilet ရှိတယ်ပြီးတော့မှ veranda လေးရှိတယ်သူကလေအဲ့ဘေးမှာသူက pipeline တွေကကျွားမိသားဆိုတော့သူ kitchen ကိုတော့အမပြောင်းဖို့လည်းကောင်းမပေးတော့အဲ့အရှင်မှာဒီလို temper glass အကြီးမှန်နဲ့အဖေကိုမြင်ရတဲ့ view ရှိတယ်ဟိုဘက်အနောက်မှာကျတော့ veranda လေးရှိတယ်ပေါ့အဲ့ veranda အမတို့အဝတ်တွေပါတွေသွားပြီးလမ်းလို့ရအောင်နည်းနည်းကြီးတယ်ဒီဘက်က veranda လေဒီဘက်မှာတော့သူကဒီ master bedroom နဲ့မှာ veranda balcony လေးတစ်ခုပေးထားတယ်အဲ့ဒါ attached bathroom ပါတယ်ပေါ့နော်အဲ့ဒါလေးကတော့အမ master bedroom အနေနဲ့ပဲသုံးခါလိုက်တယ်ဘာလို့ဆိုကျဲလို့အဲ့ master bedroom ရဲ့သူ requirement ကိုပြန်ပြီး check လုပ်ရတော့သူက master bedroom ပါပြီမယ် kitchen ပါမယ် okay living room နဲ့အမက single bedroom နှစ်ခုကိုစပြီးစဉ်းစားလိုက်တယ်အမ okay ဒီမှာကသူကကျဲလဲဝင်ချင်းလဲလူတွေပေါ့နော်အဲ့ဒါ line ကိုနီးတယ်ဆိုတဲ့ဟာကိုအမက
living room ကိုအမကဟိုမှာထားလိုက်မယ်ဒီနားမှာကျတော့balcony တွေရှိတယ်ဒါပေမဲ့အမကအခန်းနှစ်ခုအိမ်ခန်းအသေးနှစ်ခုနဲ့ single bedroom နှစ်ခန်းနဲ့အမဟိုမှာ family time enjoy လုပ်တဲ့ဟာလေးကိုထားမယ်ပြောစဉ်းစားလိုက်တယ်ဒါပေမဲ့နေရာကတော့နည်းနည်းကျင်းတယ်လက်စီအမဆွဲကြည့်မယ်ပြောဆွဲလိုက်တယ်ပေါ့ဒါကတော့အမတို့ final drawing ပေါ့နော်ဒါပေမဲ့ပထမဆုံးအမအဲ့လိုမစဉ်းစားခဲ့ဘူးဒီဘက်ကို living room မထားခဲ့ဘူးအမက living room ကိုဒီဘက်အမtemper glass အကြီးတွေရှိတဲ့ဆိုတဲ့နေရာကိုအမ living room စပြီးတော့ထားခဲ့တယ်ပေါ့နော်ဒီဘက်မှာ तू ကဝင်ချင်းရှင်းလားမသိဘူးเนาะအမပုံလေးရလေဝင်ချင်းmain entrance ဘေးနားမှာရှောက်လန်းရှိမယ်ဘေးနားကလည်းအမကဒီမှာ living room ထားလိုက်မယ်အရှိမအမတို့ TV စလေးထားမယ်ဆိုတဲ့အမ living room ကတော့ share ပြီးကျေသွားမယ်ပေါ့နော်အမစဉ်းစားလိုက်တာokay ပေါ့နော် client ကကြိုက်စီရမယ်ပေါ့နော်အမအကြိုက်နဲ့အမစဉ်းစားလိုက်တာပေါ့ဆွဲလိုက်တာ okay living room single bedroom ကိုဘယ်လိုဆွဲမလဲအမဒီဘက်က master bedroom ကိုဝင်ဖို့အတွက်ကိုရှောက်လန်းချန်ရအောင်ပါရှောက်လန်းကအနည်းဆုံး3ပေခွဲတော့ထားရမှာပေါ့နော်နေရာရှိရင်တော့4ပေပဲထားလို့ရတယ်ဒါပေမဲ့အမကဒီကနဲ့အမက offset ရလိုက်တယ်3ပေရလိုက်တယ်ပထမဆုံးနေဟိုမှာအခန်းရဖို့အတွက်ပေါ့နော်အမက3ပေ offset ပြစ်လိုက်တယ်အဲ့ဒါနဲ့အမတို့ဟိုဘက်ကဒီဘက်ဒီ column ကနဲ့အမကဒီ column ကနဲ့ဘယ်လောက်ကျန်လဲတိုင်းကြည့်တော့9ပေ17လက်မကျန်တယ် okay ဒီဘက်မှာလည်းအမကနေရန်လေး6လက်မပါမယ်ဆိုနေရန်လေး6လက်မ offset ပြလိုက်တယ်အဲ့ဒါဆိုရင်ဒါပေမဲ့သူကတိုင်ပါတော့လေဒီအတွင်းကြီးကရှိပြီဖြစ်သွားတယ်ဒီဘက်ကတိုင်2နဲ့တိုင်လို့သူက9ပေ17လက်မဖြစ်နေတာပေါ့နော်okay အမကအခန်းဖွဲ့ကြည့်ရအောင်ပဲစဉ်းစားလိုက်တယ်ဒီနေ့မှာသူကရှောက်လန်းလေးပါမယ် hall လေးပါမယ် hall လေးတောင်းရတဲ့အမကအခန်းနေရာအထိ6ပေလောက်ထားကြည့်မယ်ပဲစဉ်းစားလိုက်တယ်ပထမဆုံးလေဒီကနဲ့အမက column လေးကနဲ့အရှိကို offset 6ပေပြောပြီးတော့အမက click ချလိုက်တယ်ပေါ့နော်အမစိတ်ကူးနဲ့အမပေါ့နော်အမအခန်းလေးနှစ်ခန်းတော့ရမယ်ပေါ့နော်okay သူကအမဆက်ကနည်းနည်းလေးနေတော့လေသူရက်သွားတယ်လေးနေတယ်ဆိုရင်အမတို့ AutoCAD မှာလေးနေတယ်ဆိုရင် PURG ပြောပြီးတော့ patch all ပြောရိုက်လိုက်ပြီဆိုရင် तू ကဆက်လေးတာဟိုဖြစ်တက်တာတယ်သိလားokay anyway အမကဟိုနည်းရပြီထင်တာပဲဆက်တော့လေးနေတယ်အမလောက်ရတော့မယ် patch တော့နေလိုက်မယ် तू သွားနေတယ်ပေါ့နော်သူကလေအမတို့ AutoCAD ဆွဲမယ်ဆိုရင်လေ design တစ်ခုထုတ်ဖို့အတွက်လေနည်းနည်းစိတ်တော့ရှည်ရတယ်သိလားစိတ်မရှိတဲ့ဆိုရင်လေစိတ်မရှိတဲ့လူဆိုရင်ဒီ field မှာနည်းနည်းတော့ဟိုဖြစ်လိမ့်မယ်ပေါ့အမတို့က software လေးလာရတယ် design concept လေးလာရတယ်အမတို့ experience ပေါင်းစပ်ရတယ် client တွေရဲ့ mentally emotionally အကုန် strong ဖြစ်နေမှရမှာပေါ့နော်အဲ့လိုမဖြစ်ဘူးဆိုရင်အမတို့ဒီ professional နဲ့ဝင်ပြီးတော့ခဏဝင်ပျောက်သွားရင်မရှိတယ်ပေါ့နော်ဒီကနေ့အမ6ပေ offset ရလိုက်တယ်ဒီ column လေးကလည်းအမ column ဟိုဘက်မှာ balcony လေးရှိတော့ဒီဘက်နာမှာမိသားစု family time ဆိုတဲ့ဟိုတက်အခန်းလေးတလောက်ချင်တာပေါ့နော် balcony ရှိတော့လေ balcony မှာအမတို့ဒန်းလေးနဲ့ဒီဇိုင်းလောက်ထားတာလေလောက်ကြရလေအဲ့လိုလေလှုပ်ချင်လို့ပေါ့နော်ဒါမဲ့ okay ပထမဆုံးအမစိတ်ကူနဲ့အမ offset ပြပြီးတော့နေရနေ6လက်မဆွဲလိုက်တယ်ဒီကမှာ6ပေချန်ထားတဲ့ဘေးနားမှာလည်းအမကoffset ပြပြီးတော့6လက်မနေရနေဆွဲလိုက်တယ်အဲ့နှစ်ခုကိုအမကအပေါ်မှာ layer property မှာlayer property ချင်းကိုပုံတကယ်ဆွဲမှဆိုရင်အမတို့လေ layer တွေခွဲဖို့မမေ့နဲ့ပေါ့ဒါလေးကိုအမ rectangle လေးဆွဲလိုက်တယ်အဲ့နှစ်ခုမှာဘယ်လောက်ကျန်တယ်လဲပြောပြီးတော့ကြည့်လို့ရအောင်ပေါ့နော်အဲ့ဒါကိုအမကokay ဆွဲပြီးတော့အမတိုင်းကြည့်လိုက်တယ်ဘယ်လောက်18ပေ9လက်မဆိုရင်မစိုးဘူးပေါ့အမတို့က green တစ်ခုထားမယ်ဆိုရင်တစ်ခန်းကို6ပေခွဲတာတော့ family ပေါ့နော် single မဟုတ်ဘူးဗီဒီယိုလေးထားမယ်မစိုးဘူးပေါ့နော်ဒီအနေထားနဲ့ဒီလောက်ဝယ်ရမယ်ပေါ့အမအဲ့လိုစဉ်းစားပြီးတော့ပြကြည့်မယ်ပေါ့နော်တကယ်တမ်းအမ client ကိုပြတဲ့အချိန်တော့အမတော့ loose furniture လေးတွေထည့်ပြီးတော့အမပြရတယ်ပေါ့နော်ဒါပေမဲ့ဒီဟာလေးတွေကအမလေးဒီနေရမဆွဲခင်မှာအပေါ် layer property ခေါ်ပြီးတော့wall ဟိုပြောပြီးတော့ခေါ်ပြီးတော့အမက rectangle နဲ့ဆွဲနေတယ်ပေါ့နော် offset ပြစ်လဲရတယ်နော်တိလာကိုကျွမ်းကျင်ရကျွမ်းတယ်လို့ software ကိုသုံးလို့ရတယ်ဒါပေမဲ့ဒီဟာလေးကအမက design ကိုဆွဲရင်ပေါ့နော် AutoCAD လေးနဲ့အဲ့လိုရှားပြီးတော့ဘယ်လောက်ပေးဘယ်နှပေးကျန်မလဲဘယ်လိုလုပ်မလဲစဉ်းစားလေးရှိတချို့တွေကြာလဲ sketch နဲ့ဆွဲလေးရှိတယ်ပေါ့နော် okay အမဒီ video လေးကိုဒီမှာရက်လိုက်မယ် next video မှာဒါလေးရဲ့အဆက်ကိုပြမယ်ဒါပေမဲ့ဒီ
ဒီဒီဇိုင်းကိုအမပြတဲ့အချိန် client က confirm ဖြစ်ဘူးနောက်တစ်ခုထပ်ပြီးတော့ပြင်ပြီးဆွဲရတယ်ပေါ့နော်အမ